ဟုတ်ကဲ့ဒါဖုန်း channel နေကြိုဆိုပါရစေ။အရင်တန်ချတဲ့ဗီဒီယိုမှာပြောရတဲ့ဟာမှာမေးထားတဲ့ဟာလေးတွေကိုကျွန်တော်တစ်ချက်ဆက်ပြောချင်လို့ပါ။မေးထားတာတော့တန်ဘယ်လိုချရမှာလဲ။ဘယ်နည်းတော့မှာလဲ။တက်ရွယ်ဘယ်လောက်ကနေဘယ်လောက်ထိတန်ချလို့ရလဲပေါ့နော်။ပြီးရင်အရင်တော့မချဘူးရင်ဘယ်လိုချရမှာလဲ။နောက်တစ်ခုကအစာနဲ့အနီးဝေးပေါ့။နောက်ဆုံးကတော့တအိမ်လုံးချရမှာလားဆိုတဲ့ကိစ္စပေါ့။တန်ချစီက2မျိုးရှိတယ်ပေါ့။ main က urban dizo ရဲ့ miban dizo ရဲ့ဘယ်ဟာတော့အတူတူပဲကိုကတစ်မျိုးမတည့်ဘူးဆိုလို့ရှိရင်နောက်တစ်မျိုးပြောင်းတောက်လို့ရတယ်မတည့်တဲ့လက္ခဏာကတော့ခေါင်းမူတာမူးဝေတာကြားရံတာဒါမျိုးတွေနဲ့လာနိုင်တယ်အဲဆိုရင်စီးပြောင်းပြီးတော့တောက်အောင်ပါပေါ့ဘယ်အတန်ချစေပဲဖြစ်ဖြစ်ကျွန်တော်အစာနဲ့ဝေတောက်တယ်အဓိကဘိုက်ထဲကတန်ကိုကျွန်တော်ချချင်တာဆိုလို့ရှိရင်အစာနဲ့ဝေတောက်ရတယ် urban dizo ဖြစ်ဖြစ် miban dizo ဖြစ်ဖြစ်ထားပါတော့ဘိုက်ထဲကတန်တွေမဟုတ်ဘူးကျွန်တော်တို့တခြားနေရာတန်ပေါ့နော်အရေးပြားတန်နည်းနည်းစိုးတဲ့ဟာတွေအရေးပြားတန်ပြီးရင်ဒီခန္ဓာကိုယ်တခြားနေရာအနှံ့မှာကူးစက်နေတဲ့တန်ဆိုလို့ရှိရင်ကျတော့ systemic infection လို့ခေါ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့သူက high fat meal ပေါ့နော်အစီများတဲ့အစာအစာနဲ့တွဲပြီးတော့တောက်လို့ရှိရင်ပို့ပြီးတော့စုပ်ယူမှုအားကောင်းနေပေါ့စုပ်ယူမှုအားကောင်းမှကျွန်တော်တို့တစ်ကိုယ်လုံးကိုသူက systemic ဘက်ကိုရောက်တာဒါပေမဲ့များသောအားဖြင့်ကျွန်တော်တို့တန်ချရဲဆိုတာကဥတွေကတန်ကိုပဲအဓိကချချင်တာဥထဲမှာများများရှိလေလေကြိုက်လေလေပဲဆိုတော့အစာနဲ့ဝေးလေကောင်းလေပဲအကျမ်းမြတ်မှန်ရင်အစာနဲ့ဝေးအိတ်ခါနီးအစာနဲ့2နိုင်လောက်ချပြီးတော့တောင်းအောင်မယ်နောက်တစ်ခုကကျတော့တအိမ်လုံးတူတူတန်ချဖို့လို့မလို့ပေါ့နော်ချနိုင်တော့အကောင်းဆုံးပဲအသက်1နှစ်အောက်ကလေးတွေဆိုရင်တော့မချဘူး1နှစ်ကနေ2နှစ်အရွယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှချစေချင်တယ်2နှစ်အထက်တွေကတော့ generally safe ဖြစ်တယ်ပေါ့တူတူတန်ချဖို့အတွက်ဆေး dose ကလည်းလူကြီး dose နဲ့မကွာဘူးပေါ့နော်အဲ့တော့ဘယ်လိုမျိုးအခြေအနေမှာတအိမ်လုံးတန်ချဖို့ပို့ပြီးလိုအပ်လဲဆိုတော့ pin warm နော်အဲ့တော့ warm ဆိုတာတန်တုပ်အမျိုးအစားတွေမှာ pin warm ဆိုတာက pin ဆိုတာကဒီပင်အက်ကောင်းလိုမျိုးတိတ်လို့သူ့အရွယ်အစားက6 mm နဲ့13 mm 13 mm လောက်ထိပဲတိတ်လေးတွေရှိရပေါ့ဒီကောင်တွေကဘာ symptom နဲ့လာတယ်လဲဆိုတော့ဒီစအိုရားတယ်ပေါ့နော်စအိုရားတဲ့ဟာအထူးသဖြင့်ညအိတ်နေလို့ရှိရင်ကောင်းအိတ်လို့မရတော့အိတ်နေအချိန်မှာတော့ထွက်လာပြီးစအိုနားမှာထွက်လာပြီးလူကိုရားအောင်လုပ်တယ်ဆိုတော့အဲ့အချိန်မှာသွားပြီးတော့မျက်လုံးနဲ့သွားကြည့်လို့ရှိရင်တချို့ case တွေမှာဆိုလို့ရှိရင်ခုနပြောတဲ့6 to 13 mm pin worm လေးတွေကိုသွားတွေးနိုင်တယ်ပေါ့အဲ့ဒီကောင်တီကတအိမ်လုံးကိုသူကကူးစက်နိုင်တယ်ဆိုတော့ဒီလိုမျိုး case ဆိုလို့ရှိရင်တော့တေးကြတဲ့တအိမ်လုံးတူတူချမှာကိုအဆင်ပြေပါဒီကောင်လေးတွေကမျိုးသမီးတွေမှာဆိုလို့ရှိရင်တစ်ခါလေကြာရင်ဒီမိမကူနာကိုထိကိုသွားပြီးတော့မိမကူရားရံတာမျိုးတွေဖြစ်တတ်တယ်ပြီးရင်တချို့ရှားတဲ့ case တွေလို့ရှိရင်စီလန်ကြောင့်ပိုးဝင်တဲ့ပုံစံနဲ့ပါတွေ့တတ်တယ်ကလေးလေးတွေမှာဆိုလို့ရှိရင်ကြတော့လူညကိုကောင်းကောင်းမအိပ်ဘူးပေါ့နော်ခဏမငြိမ်ဘူးမအိပ်ဘူးဒါမျိုး symptom တွေနဲ့ခဏလာတတ်တယ်အဲ့လိုဆိုရင်တော့စအိုနာတစ်ဝိုက်ကိုတစ်ချက်ကြည့်ပေါ့ဆိုတော့တအိမ်လုံးတူတူချရဲဆိုတဲ့နေရာမှာ okay ထားပါတော့လင်းမယားဆိုလို့ရှိရင်လည်းတူတူချတင်တယ်သူတို့ကနှစ်ယောက်တူတူနေနေတဲ့အချိန်ရှိမယ်အချိန်မှာကူးသွားနိုင်တယ်ပေါ့နောက်တစ်ခုကကြတော့အိမ်မှာတူတူထမင်းချက်ပေးတဲ့လူတွေပေါ့နော်သူတို့အဓိကသူကပါဇက်ကနေအဓိကကူးတာဟုတ်ဒါတွေကဆိုတော့လက်မတန့်ဘူးလက်ကနေပါလာတယ်ဆိုလို့ရှိရင်လည်းကူးနိုင်တယ်ပြီးရင်တဲ့အိမ်လုံးကများသောအားဖြင့်ကတူတူစားတူတူတောက်ကြတာလေတောက်ကြတော့စားတဲ့အစားအစာတူတယ်ဆိုအဲ့အစားအစာမှာပါတယ်ဆိုတဲ့အိမ်လုံးကကူးမှာပဲဆိုတော့အဲကြောင့်တဲ့အိမ်လုံးချတင်တဲ့ဒီမှာတန်လည်းပါတယ်ပေါ့နော်တန်မချတဲ့နေထဲမှာကျတော့ကလေးအသက်1နှစ်အောက်ပေါ့နော်သူတို့ကြောင့်တန်ချစီတော့တချို့ကအတက်ယောဂဝင်တတ်တယ် conversion ပေါ့ဆေးကြောင့်မလို့တက်ယောဂဝင်ညာနောက်တစ်ခုကကျတော့ကိုဝင်ဆောင်မိခင်တွေမှာတန်ချတဲ့တော့ဒီနှုတ်စုကလွဲလို့ရှိရင်ကျန်တာကတော့ generally တန်ချဖို့တင်တော်တယ်ပေါ့အဲတန်ချစီဘယ်လိုတောင်းမလဲဆိုတော့ urban dizo ဖြစ်ဖြစ် urban dizo ဆို400 mg နဲ့လာတယ် miban dizo ဆိုရင်500 mg နဲ့လာတယ်နှစ်မျိုးလုံးကများတန်တုပ်တော်တော်များများအတွက်ကတစ်လုံးဆိုရင်လုံလောက်ပြီ urban dizo တစ်လုံး miban dizo တစ်လုံးဆိုရင်လုံလောက်ပြီပြီးတော့မှအရှိဗီဒီယိုကပြောသလိုပဲ4လတော့မဟုတ်6လချတစ်ခါပုံမှန်လေးတန်ချပေးရမယ်ပေါ့အဲ့တော့ဒီမှာ pin worm အတွက်ကတန်ချနေရှိတယ် pin worm ဆိုတာခုနပြောခဲ့တဲ့စအိုရားတဲ့ကောင်ပေါ့နော်သူ့အတွက်ကတိန်လုံးချမယ်အပြင်ကိုတန်ချတဲ့ပုံစံလေးနည်းနည်းလေးကွာတယ်ဥပမာ urban dizo ဆိုလို့ရှိရင်ပုံမှန်400 mg ကို4လတစ်ချိန်သို့မဟုတ်6လတစ်ချိန်တောက်ရုံပဲဒါပေမဲ့ pin worm အတွက်ကကြတော့ကျွန်တော်က400 mg တစ်လုံးတောက်လိုက်တယ်ပြီးရင်နောက်2ပတ်သို့မဟုတ်3ပတ်လောက်ကြာမှနောက်တစ်လုံးထပ်တောက်တယ်ပြီးတော့မှ4လတစ်ချိန်သို့မဟုတ်6လတစ်ချိန်တစ်လုံးဆိုရပြီ
နောက်တစ်ခုကကျတော့မီဘန်တစိုးပေါ့မီဘန်တစိုးနဲ့ချမယ်ဆိုလို့ရှိရင်ပုံမှန်က900 mg တစ်လုံး4လတမုံ6လတစ်ကြိမ်ဆိုရင်လုံလောက်ပြီping worm အတွက်ကကျတော့မီဘန်တစိုးကိုကျွန်တော်တို့100 mg ဟောတယ်ပြီးရင်နောက်2ပတ်3ပတ်အကြာမှာနောက်100 mg ထပ်အောင်တယ်ပြီးတော့မှ4လ6လတစ်ကြိမ်ဖြစ်ဖြစ်အဲလိုမျိုး900 mg တစ်လုံးစီဆိုရပြီအခုကတော့ဆေးကိုဝါဖို့လို့မလို့ပေါ့နော်အဘန်တစိုးကတော့အများသောအားဖြင့်မလို့ဒါပေမဲ့မီဘန်တစိုးကြတော့ဆေးဘူးကိုကြည့်ရမယ်တချို့ဆေးဘူးမှာ chewable လို့ရေးထားတယ်ဆိုရင်ဝါလို့ရတယ်အများသောအားဖြင့်တော့ခုနောက်ပိုင်းထုတ်တဲ့ဆေးတွေကဝါစရာမလိုဘူးဒီတိုင်းတောက်လို့ရအောင်လို့သူတို့ formulate လုပ်ထားတယ်ပေါ့ကလေးလေးတွေဆေးအလုံးတွေမတောက်နိုင်သေးတဲ့ကလေးလေးတွေဆိုသူတို့အတွက်ဆေးရည်လေးတွေရှိတယ်အဲ့ဒါလေးတွေစုံစမ်းပြီးတော့ဝင်နိုင်တယ်ကောင်းတာတော့ကလေးလေးတန်းချမယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှချတဲ့တယ်လူကြီးတွေမှာအသက်40ရှိပြီ50ရှိပြီ60ရှိပြီတန်းချလို့ရသေးလားဆိုတော့ရတယ်အသက်ကြီးတဲ့အထိဘလို့ချရတယ်အဓိကတော့အသက်ငယ်ပိုင်းမှာပဲအကန့်အသတ်ရှိတာတနေ့အောက်ဆိုရင်မချတင်ဘူးပေါ့နော်နောက်တစ်ခုကကျတော့တန်းချစီဆိုင်ဝမ်းနှုတ်စီစားဖို့လိုလားပေါ့နော်ပုံမှန်တော့မလိုဘူးဒါတော့ကိုကအရန်ဝမ်းချုပ်တက်တယ်ဆိုလို့ရှိရင်တော့တွဲစားနိုင်တယ်များသောအားဖြင့်တော့ရိုးရိုးကိုကပုံမှန်ဝမ်းသွားတဲ့လူဆိုရင်တော့မလိုဘူးပေါ့နော်အဲ့တော့တန်းချစီစားပြီးရင်နောက်နေ့မနေ့ကျရင်ဝမ်းပြက်တာဝမ်းလျှော်တာဝမ်းကြိုက်တာဘာမှမရှိဘူးအလုံးမပြက်ဘူးစားလို့ရတယ်ဝမ်းနှုတ်စီတောင်းရင်တော့တမျိုးပေါ့နော်အဲ့ဆိုတော့ဝမ်းလျှော်မှာပေါ့အဲ့နောက်တစ်ခုကကျတော့ဒီအကောင်လိုက်ပါလာမှာလားပေါ့နော်ဝမ်းချပြီးတန်ချပြီးအဲ့လိုတော့မဟုတ်ဘူးများသောအားဖြင့်ဒီဆေးတွေကအထဲမှာစိတ်ပိုင်းဖြစ်အောင်လုပ်ပြီးတော့မှဝမ်းထဲမှာပါလာမှာကိုမမြင်ရဘူးပေါ့နော်ဟိုအကောင်လိုက်ပါတာလည်းရှိတော့ရှိရတအားရှားတယ်လို့အရင်ဗီဒီယိုမှာကျွန်တော်ထည့်ပြောမေ့သွားတဲ့ကိစ္စဒီဟိုတန်မချရင်တဲချေအိတ်ကြောက်တယ်လွယ်တယ်ပေါ့နော်အဲ့တော့မြန်မာပြည်မှာတဲချေအိတ်ကြောက်တယ်တာအကြောင်းရင်းအများစုကတန်မချတာကြောင့်ဖြစ်တာတခြားအကြောင်းရင်းတွေရှိရင်ရှိမှာပေါ့ဆိုတော့တန်ပုံမှန်ချရင်တော့ဒါဟိုတစိမ့်တရေတာကနေကျွန်တော်တို့ကာကွယ်နိုင်တယ်ပေါ့တချို့ကကျတော့လည်းတဲချေအိတ်ကြောက်ရှိနေပြီးသားအဲ့တော့တန်ချရင်ဒီတဲချေအိတ်ကြောက်ကျသွားမှာအဲ့လိုတော့မဟုတ်ရှိနေပြီးသားလူဆိုလို့ရှိရင်တော့ general surgeon ထွေထွေခွဲစိတ်နဲ့ပြန်သို့မဟုတ်ကိုယ့်ရဲ့ family doctor နဲ့အရင်ပြပါတော့ဆိုတော့အဲ့ဒါအတွက်ရှိနေပြီးသားအတွက်ကတသက်ကုထုံးရှိတယ်တန်ချစီတောက်ရင်ကြတော့တောက်လို့ရတယ်တောက်ရင်ကြတော့ maybe ပိုမကြီးလာဘူးဒါပေမဲ့ဒီလုံးဝတော့ကျသွားမှာမဟုတ်အဲ့ဟာလေးတစ်ခုတည်ထားစေချင်တယ်ပေါ့အားလုံးပဲဒီဗီဒီယိုလေးကအထောက်အကူပြုတယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို like and follow လုပ်ပြီးတော့ကိုယ့်ရဲ့ဆွေမျိုးတွေကိုလည်း share ပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်